အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်မျှဝေပေးမှာကတော့ဤကြကွေးပြုလုပ်နေဖြစ်ပါတယ်ဒီဤကြကွေးပြုလုပ်နေကိုကျွန်တော်လွယ်ကူရိုးရှင်းဆုံးနည်းလေးနဲ့ကျွန်တော်တင်ဆက်မျှဝေပေးရပါတယ်ခင်ဗျာပါဝင်ပစ္စည်းတွေကတော့ဂျုံကြားစာဘရိကင်ဆိုတာဘရိကင်ပေါင်တာဗဂျီတေးဘယ်အိုင်ရေဒါတွေဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ကဇလုံးတစ်ခုထဲမှာထည့်ပြီးတော့မှနေပေးရမှာပေါ့နေပြီးတဲ့အခါမှာကျွန်တော်တို့ကလက်တီးနဲ့အပွားနှမအဲ့လိုဖိပြီးတော့မှအထက်အောက်လှန်ပြီးတော့မှကျွန်တော်နေပေးရမှာဖြစ်ပါတယ်နေထားပြီးသားဂျုံကိုကျွန်တော်တို့က15မိနစ်နှက်ပေးရမှာဖြစ်ပါတယ်15မိနစ်နှက်ပြီးတဲ့အခါမှာကျွန်တော်တို့ကနောက်ထပ်တစ်ကြိမ်ဂျုံအပေါ်လှန်ပြီးတော့ကျွန်တော်တို့ကလက်တီးနဲ့ဖိပြီးတော့မှနှဲရမှာဖြစ်ပါတယ်လက်တီးနဲ့ဖိပြီးတော့နှဲတာကျွန်တော်15မိနစ်ချာ3ကကျွန်တော်တို့နှဲရပါမယ်3ကနှဲပြီးတဲ့အခါမှာကျွန်တော်တို့လိုချင်တဲ့ဂျုံသားကိုရရှိပြီပေါ့နော်သူရရှိတဲ့ဂျုံကိုကျွန်တော်တို့က plastic အထဲမှာထည့်ပြီးတော့မှကျွန်တော်လေးလုံးအောင်ထားပြီးတော့မှကျွန်တော်တို့ကနှက်ထားမှာဖြစ်ပါတယ်45မိနစ်သို့မဟုတ်4နာရီ5နာရီကျွန်တော်တို့ထားပြီးတော့မှနှက်ထားလို့ရပါတယ်အဲ့ဒီအဆင့်ကိုပြီးရှိသွားတဲ့အခါမှာကျွန်တော်တို့ကဂျုံသားကိုပြန်ထုတ်ပြီးတော့မှဂျုံလေးဖြူပြီးသွားလို့ရှိရင်ကျွန်တော်ကလက်ရှိပြတာတူပေါ့နော်ဂျုံကိုလိုချင်တဲ့ပုံစံလေးလုပ်ပြီးတော့မှကျွန်တော်တို့ဂျုံဖြတ်ကြပါမယ်ကိုလိုချင်တဲ့အနေအထားလေးတွေဖြတ်ပြီးသွားလို့ရှိရင်ဂျုံနှစ်ခုကိုကတ်ပြီးတော့မှကျွန်တော်တို့စီမှာကျွန်တော်တို့ကြော်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အရန်ကောင်းမွန်တဲ့အကြာခွေးကိုရရှိပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီအကြာခွေးကိုစိတ်တိုင်းပြသုံးဆောင်နိုင်ပါပြီခင်ဗျာကျွန်တော်ရဲ့ channel လေးကအသိပညာသုတ္တရက်တာများနဲ့စမှုပညာဟင်းချက်နည်းပညာများကိုအမြဲမပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးကြကြအောင်ခင်ဗျာ။မာဒီဘဲလေးကိုလည်းအောင်ထားဖို့